ကျွန်တော်ကညဈေးတန်းထဲမှာအဆုတ်ချဆုံးထမင်းကြော်ဆိုင်လေးကိုဖွင့်ထားတာ10နှစ်ရှိပြီဈေးတစ်ခါမှမတက်ခဲ့ဘူးတစ်ချိန်ကကျွန်တော်ရဲ့ထမင်းတပွဲနဲ့အသက်ပေးကလွတ်ခဲ့ရဲ့လမ်းဘေးလူမိုက်ကအခုတော့တမျိုးပြောင်းပြီးညဈေးရဲ့တူထေးတစ်ချစ်နေပြီးသူကကားကြီးမောင်းလာပြီးကျွန်တော်တဲ့အိုးကိုရိုက်ခွဲတယ်ပြီးတော့သူ့စီးပွားရေးလမ်းကြောင်းကိုပိတ်ဆို့နေတဲ့အောက်ခြေလူတန်းစားအတုံးမကျတဲ့ကောင်လို့ပြောတယ်ဒါပေမဲ့သူမသိတာကနေတိုင်းကျွန်တော်ဆိုင်ရှိမှာစောင်းကြောင်ထိုင်ပြီး10ရွမ်တန်ထမင်းကြော်စားနေရဲ့အမိုက်ကောက်တဲ့အဘိုးကြီးကသူဘလို့မှခြေပြားမမိနိုင်တဲ့အင်ချမ်းမြေလုပ်ငန်းရှင်ကြီးတယောက်ဆိုတာပါပဲမေလာရဲ့ညာတန်းကောင်ရံမှာအိုက်ဆက်ဆက်ညနေခင်းလေပြေကလမ်းဟောင်းလေးရဲ့တီးတန့်စီပူနှံ့တွေနဲ့အတူကျင်းမြောင်းတဲ့လမ်းကြားလေးရဲ့ဖြတ်တန်းတိုက်ခတ်နေခဲ့တယ်ကျွန်တော်နာမည်ကလင်းချန်ဟုံရှင်းလမ်းဟောင်းလို့ခေါ်တဲ့ညာစီရဲ့အဆုံးမှာမီးနဲ့နေတဲ့တဲအိုးကြီးကိုကင်ပြီးဆိုင်ဖွင့်လာတာအခုဆိုတသက်မတ်မတ်10နှစ်ရှိပြီပေါ့သူထေးလင်းအရင်တိုင်းပဲနော်ကြက်ဥနှစ်လုံးနဲ့ဝတ်သားချောက်တဲ့ငရုတ်တီးများမီအားနော်လို့ဖောက်တီတယောက်ကလမ်းမှာတော့ကျွန်တော်လဲရစေဗျာအရင်ထိုင်ပါဦးဟင်းချိုကအိုးထဲမှာကို့ဘာသာခတ်တောက်လိုက်နော်လို့အလိုက်တတိပြန်ပြောလိုက်တယ်ကျွန်တော်ကျွမ်းကျင်ပဲရောင်မကြီးကိုမြောက်ပြီးမွေးလိုက်တော့အပြာရောင်မီတောက်တွေကဝုန်းခန်းထဲထထောက်ပြီးတဲအိုးတင်ခုံကိုလာရိုက်ခတ်တော့တာပဲတဲအိုးနဲ့ရောင်မရိုက်ခတ်မိတဲ့တောင်တောင်မီတန်ကဒီလိုစူညံလာတဲ့ညာခင်းထဲမှာစီးချက်ကိုက်လာတဲ့ဒူရိယာတီးခတ်တန်တစ်ခုလိုပါပဲကျွန်တော်ဆိုင်လေးကတကယ်ကိုရိုးရှင်းလုံးပါတယ်ဆေးကွာနေရဲ့ခောက်စားပွဲနှဲငယ်ရဲ့ပလတ်စတစ်ခုံပူလေးတွေရဲ့ပဲရှိပြီးလင်းထိန်နေတဲ့နီယွန်ဆန်းပုတ်တောင်မရှိဘူးမီခိုးမိုင်းမိပြီးမီးနဲ့နေရဲ့ပြင်းပြချက်ကြီးတစ်ခုပေါ့မာအဘိုးလင်းထမင်းကျော်ဆိုတဲ့စာလုံးလေးလုံးထွင်းထားတာပဲရှိတာဒါပေမဲ့ဒီလမ်းပေါ်မှာတော့ဘလောက်ပဲညနေနဲ့ကျွန်တော်ဆိုင်မှာပဲလူအများတန်းအရှိကြီးတန်းစီကြတယ်အလုံးစင်းခါစစောက်လို့ရေးလို့သမားတွေမျက်နှာမှာစီညော်တွေပင်နေတဲ့တက္ကစီဒိုင်ဘာတွေနောက်ဆုံးဈေးပေါ်တဲ့ကုတ်အင်ဂျီဝတ်ထားပြီးပင်ပန်းနှွမ်းနေတဲ့အယောင်သမားလေးတွေအထိကျွန်တော်ဆိုင်လေးမှာပဲစုဝေးရတာကိုသဘောကျကြတာလေကျွန်တော်ထမင်းကျော်တဲ့ဆန်ကတောရွာကပကြီးကိုအကူညီတောင်းပြီးတောင်ပေါ်ကလေကားတစ်ဆိုင်ခင်းတွေရဲ့ကနေတအိတ်ချင်းစီတက်ခိုင်းထားတဲ့ဆန်တစ်တွေအဲ့ဒီဆန်ကမြူနင်းတွေကြားထဲမှာကြီးထွားလာတာဖြစ်လို့ဓာတ်မြေကစားမတုံးတယ်လို့ပိုးတက်စေလဲမဖြန်းဘူးချက်ပြီးသွားရင်ဆန်စေးတွေကပြောင်းလဲနေပြီးအပင်တွေရဲ့တဘာဝအနှံတင်းတင်းလေးထွက်နေတတ်တဲ့သုံးလက်စီကလည်းကျွန်တော်ကိုယ်တိုင်ချက်ထားတယ်တောဝက်စီကရတဲ့စီစစ်အဲ့ဒီအသားစီရဲ့မွေးပြန့်တဲ့အနှံကအိုးဖုံးဖွင့်လိုက်တာနဲ့လန်တဝက်လောက်ထိမွေးသွားတာထမင်းကျော်ရဲ့ကကြက်ခိုးဆိုရင်ပိုတောင်စနစ်တကျရှိသေးတယ်ရွာထဲမှာအိမ်တိုင်းစေးလိုက်ဝယ်ထားတဲ့လူကြောင်ချက်ဦးစစ်တွေလေအနှစ်ကလိမ်မော်ရင်အောင်ဖြစ်နေတော့ကြော်လိုက်ရင်ရွှေမုံလေးတွေလိုဆန်စေးတွေပေါ်မှာကတ်နေတာ10တနာရီမှာတော့ညဈေးတန်းရဲ့လူအုပ်ကြီးကနောက်ဆုံးချိန်ဖြစ်စီကားလို့နေခဲ့တယ်အဲ့ဒီအချိန်မှာကြည်လေပင်ပတ်လေမှာအမွေးပို့တွေထနေပြီးရှော့ဖွတ်ဖက်များလို့ဖြောတော့နေတဲ့ရှက်အင်ဂျီကိုဝတ်ထားပြီးတော်တော်လေးပုံမဲ့နေတဲ့ညက်ဖက်နဲ့တစုံကိုစီးထားတဲ့ပိန်ပါပါအဘိုးကြီးတယောက်ကျွန်တော်ဆိုင်ရှိကိုအေးအေးလူလမ်းလျှောက်လာတယ်သူကဆိုင်ချေနေကိုတိနေတဲ့အတိုင်းအမိုက်ပုံးပေးကပလတ်စတစ်ခုံပူလေးကိုဆွဲယူပြီးအမောင်ဆုံးထောင်ဆုံးလေးမှာဝင်ထိုင်လိုက်တယ်လင်းလေးရေအရင်တိုင်းပဲလို့အဘိုးကြီးကပြုံးပြုံးလေးနဲ့ကျွန်တော်ကိုနှုတ်ဆက်တော့ကျွန်တော်ကလည်းရပါပြီအဘိုးကြုံဒီနေ့တောင်ပေါ်ကဝတ်သားချောက်တွေအသေးရောက်တဲ့အဘိုးအတွက်အစီအီးဆုံးအတုံးကိုလိပေးမယ်နော်လို့တက်ကြွပြန်ပြောရင်းလက်ထဲကရောင်မကိုပုံမြင်လေးလှုပ်ရှားလိုက်တဲ့ဘိုးကြုံကဒီနားတစ်ဝိုက်မှာအမိုက်ကောက်စားတဲ့အထီးကျန်ဘိုးကြီးတယောက်ပေါ့အ ਨੇ ဆုံးတော့လူတွေမြင်မှာပေါ့လေသူကနေတိုင်းည7 တနာရီဆိုကွက်တယောက်လာတက်ပြီးဟင်းတွေဘာတွေလဲတခါမှမစားဘူးအပေါ်ဆုံး10ရွမ်တန်ထမင်းကြော်ကိုပဲစားတာသူ့ကိုအသက်ကြီးပြီးစင်းရဲဖြတ်တန်းနေရတာမြင်တော့သူထမင်းကြော်မှာတိုင်းကျွန်တော်ကပန်းကန်အောက်ခြေမှာကြက်ဥနှစ်လုံးအမြဲတမ်းခိုးထည့်ပေးလေးရှိသလိုအမေကိုယ်တိုင်တော်မီးပေါ်မှာထင်းရှူသားနဲ့6လလောက်မိုင်းတိုက်ထားတဲ့ဝတ်သားချောက်အချက်ကြီးကြီးတွေကိုလည်းလိထည့်ပေးခဲ့တယ်မကြခင်ပါပဲရွှေဝါရောင်တန်းပြီးပြောင်းလဲနေတဲ့အငွေ့တထောင်းထောင်းနဲ့မွေးပြက်နေတဲ့ထမင်းကြော်တပွဲကအဘိုးကြုံရှိကိုရောက်သွားခဲ့တယ်မွေးလိုက်တာတကယ်ကိုမွေးတာပဲကွာအဘိုးကြုံကပူနေတာကိုတောင်ဂယူးမဆိုင်နိုင်ပဲပါဆက်ထဲအတင်းထိုးထည့်ပြီးစားနေရှာတယ်မျက်နှာတစ်ခုလုံးမှာလည်းအရသာတွေ့နေရဲ့အရေးရောင်တွေအပြည့်ပေါ်လင်းလေးမင်းရဲ့လက်ရာကငါတို့ကျေးလက်တော်ရွာကမိဖို့ကြီးတွေရဲ့အသက်ဝိညာဉ်အတိုင်းပဲဟေ့အဘိုးကြုံဖြည်းဖြည်းစားပါတီးနေဦးမယ်အိုးထဲမှာအခုတင်ပြုတ်ထားတဲ့အယိုးစုပ်ဟင်းချိုရှိသေးတယ်ကျွန်တော်တပွဲခတ်ပေးမယ်နော်ကျွန်တော်ပြုံးလေးပြောရင်ဗလာပန်းကန်သွားယူဖို့ပြင်လိုက်တဲ့အချိန်မှာပဲနားမခံနိုင်လောက်အောင်ဆူရှားတဲ့ break အုပ်တန်ကြီးတစ်ခုဝုန်းခနဲ့ထွက်ပေါ်လာခဲ့ပါတော့တယ်။မှာထမင်းကြော်ရောင်းနေတုန်းနဲ့ရောင်ကားကြီးတစ်စီးကလူအုပ်ထဲကိုရန်ကားစွာမောင်းဝင်လာပြီးကျွန်တော်ဆိုင်ရှိတဲ့မှာရက်လိုက်တဲ့ကားပေါ်ကဆင်းလာတာကတော့အဝတ်စားတက်ရက်ပြီးအောင်မြင်နေတဲ့ပုံစံပေါက်နေတဲ့လုံဖေးဖြစ်နေတာကိုတွေ့လိုက်ရတယ်။လွန်ခဲ့တဲ့3နှစ်တုန်းကသူဟာအကျွေးပတ်ချလဲပြီးလူတိုင်းဝိုင်းရချင်နေကြတဲ့အောက်ခြေလူမိုက်ကောင်လေးတယောက်ပါအဲ့ဒီတုန်းကအမိုက်ပုံထဲမှာစာလောင်အေးစိမ့်ပြီးတေးလူမျောပါဖြစ်နေတဲ့သူ့ကိုကျွန်တော်ကဝတ်သားချောက်ထမင်းကြော်ပူပူနွေးနွေးကျွေးခဲ့ဘူးသလိုအကျွေးရှင်တွေလက်ကလွတ်အောင်ကျွန်တော်စုထားတဲ့ငွေ3000နဲ့ကိုစားဆက်ပေးပြီးအသက်ကယ်ခဲ့ဘူးတယ်သူထွက်မသွားခင်ကဒီကျေးဇူးကိုမပြတ်မကွက်ဆက်ပါမယ်လို့ကျွန်တော်ရှေ့မှာဒူးထောက်ကတိပေးခဲ့ဘူးတာပေါ့ဒါပေမဲ့အခုတော့သူကတက်တော်ဆောင်တွေနဲ့အတူရန်လုံမောက်မာစွာပြန်ရောက်လာပြီးညဈေးတန်းရဲ့9နှစ်စာတီးတက်လုပ်ပိုင်ခွင့်ကိုသူ့ကုမ္ပဏီကရရှိထားပြီလို့ကြေညာတယ်ပြီးတော့ဒီနေ့ဈေးရန်ကစုပ်ပြတ်ပြီးစင်းရဲလုံးလို့စိုက်ပါစတိုင် online check in နေရာကြီးတစ်ခုဖြစ်အောင်လုပ်ငန်းခစ်တရက်ဆိုင်ပြီးအဆင့်မြင့်တင်မယ်လို့ဆိုလာတယ်။သူကကျွန်တော်ရဲ့မိဖို့ခုံရှိအထိရှောက်လာပြီးကျွန်တော်ရဲ့ပုံစံကိုရွှင်ရှာနေချတဲ့အကြည့်တွေနဲ့ကြည့်ရင်3နှစ်လောက်ရှိပြီမင်းကအခုထိဒီထမင်းစုပ်ကြီးကိုကြော်နေတော့မဲလားမင်းတစ်သက်လုံးဒီလောက်ပဲရီမန်းချက်ရှိတာလားလို့လောင်ပြောင်ပြောဆိုခဲ့တယ်ကျွန်တော်ကလည်းမိမိလက်မှုပညာနဲ့မိမိရိုးသားစွာအသက်မွေးတာလို့ပြန်ပြောခဲ့မိတယ်။လုံဖေးကအတိတ်ကအကြောင်းတွေကိုဖုံးကွယ်နေတာကြောင့်ကျွန်တော်ကသူ့နာဟောင်းကိုဆွလိုက်တဲ့အခါဒေါသကြီးနဲ့ပါဆက်ပိတ်ခိုင်းနေပြီးတော့ဒီမှာဆက်နေခြင်းရင်စီမံခန့်ခွဲမှုစရိတ်9ဆပေးရမှာဖြစ်ပြီးလူတွေတက်ပုံရိုက်လို့ကောင်းအောင်အရသာထက်ထုတ်ပိုးမှုလာလေးတွေရဲ့တုံးရမယ်။ online ပုံစံတူစနစ်ကိုမဖြစ်မနေပြောင်းရမယ်။တော်တဲကလာတဲ့ဝတ်သားတွေကြက်ဥတွေကိုဖယ်ထုတ်ရမယ်လို့ဖိအားပေးလာတယ်။ဒီလိုလူတွေကိုလှည့်စားတဲ့အလုပ်မျိုးကိုကျွန်တော်ဘယ်လိုမှသဘောမတူနိုင်တာကြောင့်အဲ့ဒီလိုလူတွေကိုလှည့်စားတဲ့အလုပ်မျိုးကိုငါမလုပ်ဘူးလို့ပြက်ပြက်သားသားပဲညှင်းပယ်လိုက်ပါတော့တယ်။